ပုရတိမေနာတတရထောဒခိနေနဝိရုလကောပိစီမေနာဝိရုပခောကုဝေရောဥတ္တရံဒိတံသတ္တရောတေမဟာရာဇလောကပါလာယတတိနောတေပိတုံမေနုရခန္တုအရောဂေနတုခေနသာပုရတိမေနာမြစ်မိုးတောင်မှငွေအောင်ကုန်မြူအရှင်မျက်နာစုစုနိုင်တတရထောကန္တဗတွယ်ယိုနံမျိုးမျိုးတို့ကိုအုပ်စိုးပိုင်နှင်းသောတတရထနမင်းကြီးသည်၎င်းတခိနေနာမြစ်မိုးတောင်မှမြရောင်ကုန်မြူတောင်မျက်နာစုစုနိုင်ဝိရုလကောကုံမန်ွယ်ယိုနံမျိုးမျိုးတို့ကိုအုပ်စိုးပိုင်နှင်းဝိရုလကနမင်းကြီးသည်၎င်းဥဒ္ဒရံဒီတံမြစ်မိုးတောင်မှရွှေအောင်ကိုမြူမြောင်မျက်နာစုစုနိုင်ကုဝေရောအာလာဝကစသည်ကြောဟိုဘလူးမျိုးတို့ကိုအုပ်စိုးပိုင်နှင်းကုဝေရနမင်းကြီးသည်၎င်းပစ္စည်းမေနာမြစ်မိုးတောင်မှငွေအောင်ကိုမြူအနောက်မျက်နာစုစုနိုင်ဝိရုပခောနန္ဒောပနန္ဒစသည်ကြောဟိုနဂါမျိုးတို့ကိုအုပ်စိုးပိုင်နှင့်ဝိရုပခနမင်းကြီးသည်၎င်းအဋ္ဌိတန်ဒီမှန်သာမသွေရှိကြပါပေကုန်၏သတ္တရောလေးရောက်ကုန်သောတေမဟာရာဇလောကပါလမိနာမနှင့်တေဇဂုံမောက်ထိုနမင်းကြီးလေးယောက်တို့သည်လောကပါလာလောကကြီး၌ရှိကြကုန်သောလူအပေါင်းကိုကောင်းစွာမသွေစောင့်ရှောက်ကြပါပေကုန်၏ယတတိနောများစွာသောအချမ်းရလည်းရှိကြပါပေကုန်၏တေထိုလောကပါလာအမိယတိစတုမဟာရေနမင်းကြီးလေးယောက်တို့သည်တုံမေစီဝေးရောက်လာမြတ်စွာတောင်းတောင်းတင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ကိုအာရောဂိနာသာ96ဖြာဘေးဗျာတို့ကိုမမညိချမ်းသာခြင်းရှိကြစေရန်၎င်းဒုခေနာသာကိုစိတ်နှပြလူအိဆာဖြင့်ကြည်သာရွှင်ပြချမ်းသာကြစေရန်၎င်းအနုရခန္တုယေ၌ပညာသမိတာပမာကရုဏာဖြင့်ရှုကာ၍ကောင်းဘေးမရောက်ရလေအောင်ကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေကုန်သတည်း